Hello အားလုံးပဲမင်္ဂလာပါရှင် Tarot Reading by Anonymous Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပေးထားတဲ့ reading လေးကတော့ဒါကို manifest လုပ်နေတဲ့အရာတွေကိုလိုချင်နေတဲ့အရာတွေပေါ့နော်ဘယ်တော့လောက်ရလာမလဲဘာလေးလိုအပ်နေလဲ manifestation ကဘယ်အရာတွေမှားနေလဲဆိုတာကိုဒါ reading လေးလုပ်ထားပေးရပဲဖြစ်ပါတယ်ကိုကဘယ်နေရာတွေမှာမှားနေလဲဆိုတာသိသွားတဲ့အခါကျလို့ရှိရင်ပြင်ဆင်ရမယ့်အရာတွေလည်းပို့ပြီးတော့သိနိုင်တယ်လို့မျိုး manifestation journey ကလည်းပို့ပြီးတော့မြန်ဆန်လွယ်ကူနိုင်တယ်ပေါ့နော်ဆိုတော့အကုန်လုံးအဆင်ပြေအောင်လို့ဒီ reading လေးကိုကြည့်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းပဲဒီမှာ file 3ခုရှိတယ်ဒီ file 3ခုတွေကမှကိုနဲ့ energy ကိုက်မဲ့တင်တဲ့ file ကိုနဲ့အဆင်ပြေမဲ့တင်တဲ့ file လေးကိုရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်သက်ဆိုင်ရာ time stamp လေးမှာသွားပြီးတော့ကြည့်လို့ရပါတယ်เนาะဆိုတော့ file 1လေးကိုစလိုက်ကြမယ်Hello ဖိုင်ဝမ်လေးမင်္ဂလာပါရှင်ဆိုတော့ဒီ reading လေးကဖိုင်ဝမ်လေးအတွက်အိမ်မက်တွေအကောင့်ထဲပေါ်လာဖို့ပေါ့နော်ပြောရရင်တော့ဒါကို manifestation လုပ်နေတဲ့အရာတွေကိုစိတ်ထဲမှာရှိနေတဲ့အရာတွေကိုရဲ့အိမ်မက်တွေเนาะအကောင့်ထဲဘယ်တော့ပေါ်မလဲဘာလေးလုပ်တင်လဲဘာလေးတွေလိုအပ်နေလဲဆိုတဲ့အရာလေးကို reading လေးလုပ်ထားပေးရပဲဖြစ်ပါတယ်ဆိုတော့ဖိုင်ဝမ်လေးတွေဒီ file ကိုရေးထားသေးကြပြီဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့အဆောင်ရံလေးတွေလည်းထုံးစံအတိုင်းပဲ oracle ကတ်လေးထိုးထားပေးရပေါ့နော်အဲ့တော့ဖိုင်ဝမ်လေးတွေဒီဗီဒီယိုဆက်လိုက်ကြမယ်အိမ်မက်တွေအကောင့်ထဲပေါ်လာဖို့အတွက်နော်ကိုယ့်ရဲ့ manifestation တွေဖြစ်လာဖို့အတွက်ဘာတွေလိုအပ်နေလဲအချိန်ဘယ်လောက်ကြာအောင်မလဲ for ဖိုင်ဝမ်အဲ့တော့ဖိုင်ဝမ်လေးတွေအနေနဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက်အချိန်ဘယ်လောက်ကြာအောင်မလဲမကြာတော့ဘူးလို့တော့တွေ့ရပေါ့နော်မကြာတော့ဘူးဆို energy ရောကောင်းတယ်โอเคအဲ့တော့အိမ်မက်တွေအကောင့်ထဲပေါ်လာဖို့အတွက်ဖိုင်ဝမ်လေးအနေနဲ့မကြတော့ဘူးဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ထားရပေါ့နော်အဓိကကလေဖိုင်ဝမ်နေရလေစိတ်ထဲမှာပဲဖြစ်နေရများပြီးတော့ action မယူဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ tarot ကလေးနည်းနည်းလေးထပ်ပြီးတော့ဆွဲကြည့်ပါမယ်ဖိုင်ဝမ်အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက် manifest လုပ်ထားရဖြစ်လာဖို့အတွက်ဘယ်လောက်ကြာမလဲအချိန်ဘယ်လောက်ရှိမလဲအဲ့တော့အချိန်ကတော့မကြာတော့ဘူးဒါပေမဲ့ဖိုင်ဝမ်နေရဲ့အဓိကပြဿနာဘာလဲဆိုတော့လေဖိုင်ဝမ်လေးတွေထဲမှာအဲ့လိုကိုကလိုချင်တာရှိရယ် manifest လုပ်နေရည်လည်းရှိရယ်ဒါပေမဲ့ action မယူဘူးစိတ်ထဲမှာပဲတွေးရ visualization တွေလုပ်တယ်စိတ်ထဲမှာတွေးရစိတ်ထဲမှာပုံဖော်ရဒါပေမဲ့ action မယူလာဘူးပေါ့နော်ဆိုတော့ action မယူလာလို့ရှိရင်လည်း universe ကကိုယ်ဘာမှပြီးလို့မရဘူးဆိုတဲ့ပုံစံမျိုးလေးမှာသွားပြီးတော့တွေးရတယ်ဆိုတော့ကိုက visualization တွေရောအားကောင်းတယ်စိတ်အားထက်သန်တယ်တခုခုဆိုလို့ရှိရင်စိတ်ကအမြဲတမ်းဟိုဘယ်လိုပြောမလဲမြင်အောင်နိုင်တယ်တခုဆိုရင်မှတ်နိုင်တယ်ဒါပေမဲ့ action မလိုက်လာတဲ့အတွက်ကြောင့်မို့လို့ဖြစ်တဲ့လောက်မဖြစ်ဘူးရောက်တဲ့လောက်မရောက်ဘူးဆိုတဲ့ပုံစံမျိုးလေးကိုတွေးပါတယ်ဆိုတော့ဖိုင်ဝမ်လေးတွေမှာ action အရေးကြီးပါတယ်ပြီးတော့နောက်တစ်ခုပေါ့နော်ဖိုင်ဝမ်နေရလေဟိုဘယ်လိုပြောမလဲတခုခုဆိုလို့ရှိရင်စိတ်ထဲမှာပဲဖုံးကွယ်ထားတတ်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးလေးရှိနေတယ်ကိုကဒီ plan တစ်ခုကိုစဉ်းစားမိရဲ့ဒီအရာတစ်ခုကိုစဉ်းစားမိလိုက်တယ်ဆိုလို့ရှိရင်တခြားသူတွေကိုမပြောလိုက်လို့ရှိရင် plan မဖြစ်တော့မှ plan ပြတ်သွားမှအဲ့လိုမျိုးတွေကိုကြောက်တယ်ပေါ့နော်စိုးရိမ်နေကိုကဒီအရာတစ်ခုလောက်ခံနေဆိုလို့ရှိရင်လောက်ခံနေရောလောက်ဆရာရှိတယ်လို့ဘာလို့ဆိုရင်မပြောဘူးလောက်ပြီးတော့မှပြောတာမျိုးတွေလောက်ပြီးတော့အောင်မြင်သွားတော့မှပြောတာမျိုးတွေပေါ့နော်ဒါမှမဟုတ်တစ်ခုခုဖြစ်တော့မှဒီ result တစ်ခုခုအဖြစ်တစ်ခုရလာတော့မှပြောပြတာမျိုးတွေအဲ့လိုမျိုးလေးအများကြီးတွေ့ရတယ်
ဆိုတော့ဖိုင်ဝမ်နေမှာအဲ့ဒါတခုမကောင်းလားဆိုရင်တော့မကောင်းလို့တော့မပြောချင်ဘူးဒါပေမဲ့ကောင်းတယ်လို့လည်းမဟုတ်ဘူးပေါ့နော်တခါတလေကြလို့ရှိရင်ဒီခေါင်းတစ်လုံးနဲ့စဉ်းစားတဲ့ထက်ခေါင်းနှလုံးနဲ့စဉ်းစားတာပို့ပြီးတော့ထိရောက်တယ်ဆိုတဲ့အားမျိုးတွေလည်းရှိရဲဆိုတော့ကိုယ်ကယုံကြည်ရတဲ့သူတွေဆိုလို့ရှိရင်အကြံဉာဏ်တောင်းတာမျိုးတွေတိုင်ပင်ဆွေးနွေးရမျိုးတွေလုပ်လို့ရပါတယ်ဖိုင်ဝမ်နေရကြတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်ပဲကြည့်ပြီးတော့စဉ်းစားတယ်ကိုယ်တိုင်ကြိတ်လုပ်တယ်တခုခုဖြစ်လာမှသူများတွေကိုပြောတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိသလိုမျိုးကိုကဒီအရာတစ်ခုစဉ်းစားလိုက်မိပြီးတစ်ဖက်ကိုပြောလိုက်ပြီးဆိုလို့ရှိရင်လည်းလေအဲ့အရာတစ်ခုကမဖြစ်လာမှာဖိုင်ဝမ်နေအနေနဲ့ကြောက်တဲ့ပုံစံမျိုးတွေစိုးရိမ်တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုး fears တွေရှိနေရပြောရမယ်ဆိုရင် evil eye ကြောက်တယ်ပေါ့နော်သူများတွေကိုမကောင်းမြင်မှာဒီသူများတွေကိုမကောင်းပြောလိုက်တဲ့အချိန်မှာ plan ပြတ်သွားမှာမျိုးကိုကမလုပ်ဖြစ်မှာမျိုးအဲ့လိုမျိုးတွေကိုကြောက်တယ်လို့တွေးရတယ်ဆိုတော့အဲ့ဒါတွေအဓိကကြောလွှားနိုင်မှာပဲကို manifest လုပ်ထားတဲ့အရာတွေကိုယ့်ရဲ့အိမ်မက်တရားအကောင့်ထဲပေါ်လာလိမ့်မယ်ဖြစ်လာလိမ့်မယ်ဖိုင်ဝမ်နေမှာကံကောင်းတာဘာလဲဆိုတော့အိမ်မက်တွေအကုန်လုံးကဖြစ်နိုင်ပါတယ်တချို့လူတွေအတွက်ပေါ့နော်တချို့အရာတွေမဖြစ်နိုင်ဘူးဆိုတာမျိုးတွေလည်းရှိတယ်ဒါကိုလည်းလက်ခံရမယ်ဒါပေမဲ့ဖိုင်ဝမ်နေမှာဘာကောင်းလဲဆိုတော့ဖိုင်ဝမ်နေအကုန်လုံးကြီးပါကကိုလိုချင်တဲ့အရာတွေရလာနိုင်တယ်ကိုဖြစ်ချင်တဲ့အရာတွေဖြစ်ခွင့်ရှိရဲဆိုရင် energy မျိုးလေးကိုတွေ့ထားတယ်အဓိကအခုနပြောတဲ့အရာလေးတွေတော့ဆင်ခြင်ရမယ်ပေါ့နော်အဲ့လိုသူများအပေါ်မှာကိုကရှို့ထားတာမျိုးတွေเนาะသူများကိုမပြောပြတာမျိုးတွေအဲ့လိုမျိုးတွေအဲ့အရာကတော့အဓိကပြဿနာကြီးတော့မဟုတ်ဘူးဒါပေမဲ့ action ယူဖို့ပေါ့เนาะအဓိကအဲ့ဒါအရေးကြီးတယ်ဖိုင်ဝမ်နေရဘယ်လိုမျိုးလဲဆိုတော့တခုခုဆိုလို့ရှိရင်ကို့မှာလေလုံနိုင်တဲ့ဉာဏ်လေးရှိရယ် physical လေးရှိရယ် financial လေးရှိရယ်ပေါ့နော်ဒါပေမဲ့ကိုက effort မထုတ်ဘူးပြင်းနေရယ်ဆိုတဲ့ပုံစံမျိုးပြင်းနေရယ်ဆိုတဲ့ညမှာလေကိုကလေအမြဲတမ်းအပြင်းတွေလျှောက်သွားနေရမျိုးအပျော်ပါမက်နေရမျိုးထက်ကို့ဘာသာကိုတယောက်တည်းအေးစစ်စစ်လေး enjoy နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုပို့ပြီးတော့တွေ့ရတယ်ဆိုတော့ဖိုင်ဝမ်နေရ smart ဖြစ်ပြီးသားဉာဏ်ကောင်းပြီးသားပေါ့နော်ဆိုတော့ကိုလုံးချင်တာရေကိုဖြစ်ချင်တာအကုန်လုံးလည်းဖြစ်လာမှာရလာမှာဒီမှာလဲကိုကရလာအောင်လုပ်ချင်တဲ့စိတ်ဆန္ဒလေးရှိရပေါ့နော် action လေးယူဖို့ပဲလိုအပ်နေရဲဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်ဒါကတော့ဖိုင်ဝမ်ရဲ့ဒါကိုယ့်ရဲ့အိမ်မက်တွေပေါ့နော် manifest လုပ်ထားတဲ့အရာတွေအိမ်မက်တွေဘယ်တော့ဖြစ်လာမလဲဆိုတဲ့ပုံစံမျိုးလေးပါမကြခင်တော့ဖြစ်လာလိမ့်မယ်6လဝန်းကျင်ပေါ့နော်အဲ့လောက်တော့စောင့်ရပါလိမ့်မယ်โอเคအဲ့တော့ tarot ကလေးတစ်ချက်ထပ်ပြီးတော့ဆွဲမယ်နှစ်ကက်သုံးကက်လောက်ပေါ့နော်အဲ့တော့ဘာလေးတွေတည်တင်သေးလဲပေါ့ financial နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကို manifest လုပ်ထားတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ဘာလေးသိချင်သေးလဲဆိုတာကိုတစ်ချက်ကြည့်ပါမယ်ဆိုတော့ဖိုင်ဝမ်လေးတွေဘာတွေသိဖို့လိုသေးလဲဟုတ်ပါအခုနပြောသလိုမျိုးပါပဲအဓိကကလေကိုကနည်းနည်းလေးဘယ်လိုပြောမလဲ effort ထုတ်ဖို့လိုတယ်ပေါ့နော်နည်းနည်းဆိုတာတက်လိုတယ်လို့ပဲပြောရမယ်ပေါ့နော်ဖိုင်ဝမ်မှာ effort ထုတ်ဖို့တော်တော်လေးလိုအပ်နေရဲဆိုရက်ပုံစံမျိုးလေးကိုတွေ့ရပါတယ်ကိုကနှစ်ခုဖြစ်ချင်လို့ရှင်နှစ်ခုဖြစ်ပိုင်ခွင့်ရှိရဒါပေမဲ့နှစ်ခုစာကိုကိုက effort ထုတ်မနေဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ထားတယ်ဆိုတော့effort လေးထုတ်ဖို့ပြစ်တိုက်ခံချင်ပါတယ် effort လေးထုတ်ပေးပါအဲ့ဒါမှကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုစီကိုရောက်လာမှာပေါ့နော်အဲ့တော့ဖိုင်ဝမ်လေးတွေမှာနည်းနည်းလေးအတားအဆီးအခက်အခဲမျိုးလေးရှိမလားဆိုတာကိုကြည့်ပါမယ်အခက်အခဲရှိနိုင်လားဒါတွေကအခက်အခဲဖြစ်နေလဲအဲ့တော့လေဖိုင်ဝမ်နေကအဓိကပြဿနာဘာလဲဆိုတခုခုဆိုလို့ရှိရင်လေသူများကိုအရန်အားကိုးရမျိုးကိုကလေအစင်သင့်လုပ်ပေးမဲ့သူတွေပေါ့နော်ငွေကြီးအရာပဲဖြစ်ဖြစ်လူအားပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ကိုအစင်သင့်လုပ်ပေးမဲ့သူတွေအင်ရသူတွေရှိနေတဲ့ပုံစံမျိုးကိုတွေ့ရတယ်အစင်သင့်ရှိနေတဲ့အရာတွေများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကအရင် effort မထုတ်ဘူးကိုကအဲ့လိုကြိုက်တဲ့အရာကိုလုပ်လို့ရတယ်ကြိုက်တဲ့ပုံစံကိုလည်းလုပ်ပိုင်ခွင့်ရှိရဲလုပ်ခွင့်လည်းရှိရဲပေါ့နော်ကိုယ်တိုင်လုံးမလည်းရမယ့်အရာတွေရှိရဲအဲ့ဒါကိုကိုကလုပ်ပေးမဲ့သူတွေရှိနေတော့ကိုက effort ကိုထုတ်သင့်တဲ့လောက်မထုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အရင်အဲ့လိုလိုက်ခံထားရတာမျိုးတွေ
ဘယ်လိုပြောမလဲပြည့်စုံပြီးသားလူတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုတော့ပို့ပြီးတွေ့ရတယ်အဓိကအဲ့ဒါကိုယ့်ရဲ့အားနည်းချက်ဖြစ်လာနိုင်ပါတယ်အခြေခံဖို့လည်းအရေးကြီးရပေါ့နော်ဆိုတော့ကိုကဘလောက်ပဲကိုမှအစင်းစင်းဖြစ်နေပါစေလှုပ်ရှားရှိရအောင်လှုပ်ဖို့လိုရဲအလုပ်တွေပေါ့နော်အဓိကကတော့ဖိုင်ဝမ်လေးတွေကတော့အဲ့လို live ကလေးအစင်သင်လေးနဲ့အေးအေးဆေးဆေးလေးရှိနေမယ်ဟို manifest လုပ်ထားတာတွေလည်းအစင်သင်လေးရလာမယ်ပေါ့နော်ကိုက effort လေးထုတ်ဖို့ပဲလိုရဲ action လေးယူဖို့ပဲလိုရဲပေါ့ရတော့ရလာလိမ့်မယ်ဖိုင်ဝမ်နေကအမှန်တမ်းပြောတော်တော်များများကန်ကောင်းတယ်ငွေကြေးအရာလဲဒါဟို financial background ရှိတဲ့လူမျိုးတွေငွေကြေးအရာပြည့်စုံတဲ့လူမျိုးတွေပေါ့နော်အဲ့လိုအရင်မပြည့်စုံရင်တော့မှကိုယ်အရင်ပြည့်စုံအောင်ထားတဲ့လူမျိုးတွေပေါ့အဲ့လိုပုံစံမျိုးတွေအဲ့လိုလူတွေဖြစ်ဖို့များပါတယ်ဒါဖိုင်ဝမ်နေရဲ့မှာအဲ့လိုလူတွေပါတယ်ပေါ့နော်ဆိုတော့ okay ဖိုင်ဝမ်လေးတွေအတွက် oracle ကတ်လေးထပ်ပြီးတော့ကြည့်ပါမယ်ဒါ oracle ကတ်လေးပေါ့နော်ဖိုင်ဝမ်လေးတွေဗာလေးတွေသတိထားဖို့လို့မလဲဆိုတော့ဖိုင်ဝမ်လေးတွေကို manifest လုပ်ထားတဲ့အရာရဖို့အချိန်လောက်လို့လေဖိုင်လေးတက်လေအဲ့ကိုကလေဟိုအရှိမပြောခဲ့သလိုမျိုးပဲ action ယူဖို့ပဲအရေးကြီးရယ်ကျန်တာအကုန်လုံးအဆင်ပြေရယ်ပြီးတော့ဟိုလှုပ်ရှားရှိရအောင်ကိုယ့်ဘာသာကိုလုပ်မယ်ပေါ့နော်သူများအောင်အားကိုးရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘာသာကိုကိုအားကိုပြီးတော့လုပ်ပါအဲ့ဒါကဖိုင်ဝမ်နေအတွက်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပြီးလို့ရှိရင်ကိုကဒီကာလအတွင်းမှာပေါ့နော်ဒါကတော့လေဟို January reading ဆိုတော့ဒီ reading ကိုကြည့်နေတဲ့ကာလပေါ့နော်ဒီကာလအတွင်းမှာပြင်းရနေရမျိုးတွေ productive မဖြစ်တာမျိုးတွေပေါ့နော်ဟိုလှုပ်ချင်တာတွေမလှုပ်ဖြစ်တာမျိုးတွေစိတ်ပဲရှိရလှုပ်ချင်တဲ့စိတ်ပဲရှိရမလုပ်ဖြစ်ဘူးဥပမာဂျင်သွားမယ်ဆိုလည်းမသွားဖြစ်ဘူးအဲ့လိုမျိုးပေါ့နော်စားလုပ်မယ်ဆိုရင်မလုပ်ဖြစ်ဘူးအဲ့လိုမျိုးလေးရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရအဓိကအဖို့မရှိရလဲပါလိမ့်မယ်ဖိုင်ဝမ်လေးတွေမှာလေပြီးတော့အဟီးလင်းတွေလုပ်ဖို့လည်းအရေးကြီးရလို့တွေ့ရကိုယ့်ရဲ့ manifestation တွေရောက်လာဖို့ကလည်းကိုယ့်အတွက် healing တွေလုပ်ဖို့လိုအပ်တယ်ပေါ့နော် healing လုပ်မှသာလျှင် manifestation တွေကလည်းပို့ပြီးတော့မြင်မြန်ဆန်ဆန်ရောက်ရှိလာမယ်ရလာနိုင်မယ်ဆိုရင် energy မျိုးလေးကိုတွေ့ထားတယ်ဆိုအဓိကကတော့အရင်ကိုတားဆီးနေတဲ့အရာတွေ block ဖြစ်နေတဲ့အရာတွေမရှိဘူးကိုကိုရိုင်း effort ထုတ်ဖို့လိုတာလေးပဲရှိရဲကျန်တာလေးတွေအကုန်လုံးကအဆင်ပြေပေါ့နော်တချို့ဖိုင်တွေမှာဆိုလို့ရှိရင်ဒါအရင်ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ limiting belief တွေက block ဖြစ်နေရမျိုးတွေနော်ပြီးရင် family trauma တွေဒီလို family ကကိုယ် brainwash ထားတဲ့အရာတွေကိုပြောထားတဲ့အရာတွေနဲ့မှာကိုယ့်ရဲ့စိတ်ကကိုလိုချင်တာရေမရနိုင်ဘူးမဖြစ်နိုင်ဘူးလို့ထင်တာမျိုးတွေအဲ့လို block ဖြစ်နေရမျိုးတွေရှိရပေါ့နော်ဒါပေမဲ့ဖိုင်ဝမ်နေမှာတော့မရှိရဲ့အပြင်ကိုလိုချင်တာရလာမယ်ကိုဖြစ်ချင်တာတွေလည်းရလာမယ်ဆိုတာကိုကြိုပြီးတော့သိနေတယ်အဆင်ပြေနေတယ်ပေါ့နော်အဆင်ပြေနေတယ်လိုချင်တာတွေလည်းတကယ်လည်းရလာမယ်ရလည်းရနေကြပေါ့နော်အရင်ကတည်းကလေအဲ့ဖိုင်ဝမ်လေးတွေအချုံပြောရမယ်ဆိုရင်100မှာ90လောက်ကတော်တော်လေးကိုကန်ကောင်းတယ်အတိတ်ဘဝကန်ရောဒီဘဝကန်ရောပေါ့နော်ကောင်းတယ်ဆိုရင် energy မျိုးလေးကိုတွေ့ရပါတယ်အဲ့ဖိုင်ဝမ်လေးအတွက်တော့ဝမ်းသာပါတယ်ဒါပေမဲ့ action ယူရမျိုးလေးတွေတော့လုပ်ပေးစီခြင်းနဲ့တခါလေကြားလို့ရှင်ကိုကစကားပဲပြောရဲ action မယူဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့လိုမျိုးလေးတွေတက်ရောက်နေရဲဆိုတော့ action လေးတွေလည်းယူပေးစီခြင်းပါတယ်ဒါမှသာလျှင်ကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေကိုဘဝမှာရလာမယ်ဖြစ်လာမယ်ကိုဘဝကဖြောင်ဖြူလေးဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ထားပါတယ်ဆိုတော့ okay ဒါလေးကတော့ဒါဖိုင်ဝမ်လေးတွေရဲ့ reading ပါကို manifestation နဲ့ကိုယ့်ရဲ့ manifestation ပေါ့နော်ရောက်လာမလားကို manifestation လုပ်ထားတဲ့အရာတွေပစ္စည်းတွေလူတွေရောက်လာမလားဖြစ်လာနိုင်မလားဘယ်ချိန်လောက်ရောက်လာမလဲဘာလို့အပ်လဲဆိုတာလေးကိုဒါစုံစုံလေးကြည့်ထားပေးရဲဒီလိုမျိုးအပတ်စဉ် reading တွေကိုစောင့်ကြည့်ပေးရဲ့အတွက်ရော TV တင်ကိုလည်းဒီလိုအချိန်ပေးပြီးတော့လာရောက်ကြည့်ရှုပေးရဲ့အတွက်ရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဖိုင်ဝမ်လေးတက်တာပါနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်Hello ဖိုင်တူးလေးမင်္ဂလာပါရှင်ဆိုတော့ဖိုင်တူးလေးအတွက်ဒီ reading လေးကဒါဖိုင်တူးလေးရဲ့ manifestation တွေကို manifest လုပ်နေတဲ့အရာတွေဘယ်တော့ရောက်လာမလဲရောက်လာဖို့အတွက်ဘာတွေလိုအပ်နေလဲပေါ့နော်ပြီးတော့ဘာတွေသိဖို့လိုလဲ
မရောက်လာသေးတာဘာတွေခံနေလို့လဲဘလို့အဖို့ထစ်တွေရှိနေလို့လဲဘလို့အရာမျိုးတွေကကိုယ့်ရဲ့ manifestation တွေမှာ block ဖြစ်နေလဲဆိုရဲ region လေးကိုလုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ file 2လေးတွေပေါ့နော်ဒီ file ကိုရွေးထားတည်ကြပြီဆိုလို့ရှိရင်ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ file 2လေးအတွက်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ manifestation တွေကအဆင်ပြေနေလားရောက်လာဖို့အတွက်ဘာတွေခံနေလဲဘာတွေလိုအပ်နေလဲဆိုတာကိုအရင်ဆုံးကြည့်ပါမယ်ဆိုတော့ file 2ကိုယ့်ရဲ့ manifestation တွေဖြစ်လာဖို့ဘာတွေလိုအပ်နေလဲโอเคအဓိက file 2လေးမှာတော့လေ manifestation တွေကဖြစ်လာဖို့ကနည်းနည်းလေးတော့ကြာအောင်မယ်ကိုမျှော်မှန်းထားတာထပ်နည်းနည်းလေးပို့ပြီးတော့ကြာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ထားတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ယုံကြည်မှုကတိတ်ပြီးတော့မခိုင်မာသေးဘူးလို့မြင်ပါတယ်ဆိုတော့ကက်လေးထပ်ပြီးတော့ဆွဲကြည့်မယ် file 2လေးတွေ manifestation တွေဖြစ်လာဖို့ဘယ်လောက်ဆောင်အောင်မလဲဘယ်လောက်ကြာအောင်မလဲအဲ့တော့ file 2လေးအတွက်ပေါ့နော်အဓိကက manifestation တွေကိုယ့်ရဲ့ manifestation တွေဖြစ်လာဖို့အတွက်ဘယ်လောက်ကြာအောင်မလဲဘယ်လောက်ဆောင်အောင်မလဲဆိုရင်တော့ lower ထက်တော့တစ်လနှစ်လလောက်ပို့ပြီးတော့ကြာနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်နှစ်လထက်တော့ပို့ပြီးတော့မကြာဘူးပေါ့နော်အထူးသဖြင့်ဘယ်လိုအချိန်မျိုးတွေဘယ်လိုအရာမျိုးတွေကပို့ပြီးတော့ကြာတယ်လဲဆိုလို့ရှိရင်အဓိကကတော့ကိုကလေကို manifest လုပ်နေတဲ့အရာကကိုလိုချင်တာထက်ပိုပြီးတော့ကြီးနေတာမျိုးကိုလိုချင်တာထက်ပိုပြီးတော့များနေတာမျိုးပေါ့နော်အဲ့လိုအရာမျိုးလေးရှိနိုင်တယ်ပြီးသွားလို့ရှိရင်အဓိကလူတွေကို manifest လုပ်နေတဲ့ဟာများရပေါ့နော်လူတွေကို manifest လုပ်နေတဲ့အရာတွေများတယ်အဲ့လိုဆိုလို့ရှိရင်တော့လေအခုနပြောသလိုမျိုးပဲလိုရာထက်ပိုပြီးတော့ကြာနိုင်တယ်เนาะအကယ်၍လို manifest လုပ်နေရမဟုတ်ဘူးပစ္စည်းအရာဝတ္ထုတွေငွေကြေးတွေအဲ့အရာတွေ manifest လုပ်နေရဆိုလို့ရှိရင်เนาะမကြာနိုင်ဘူးပေါ့เนาะကိုမျှော်မှန်းထားတဲ့အချိန်အတွင်းမှာရောက်လာနိုင်တယ်လူတွေကို manifest လုပ်နေရဆိုလို့ရှိရင်တော့ဒါကိုမျှော်မှန်းထားတဲ့အချိန်တက်ပို့ပြီးတော့ကြာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုတွေ့ထားတယ်ဆိုတော့ဒီမှာအဓိကကလေကိုယ့်ရဲ့ယုံကြည်မှုနဲ့လည်းဆိုင်တယ်ကိုကပစ္စည်းတွေအရာဝတ္ထုတွေကို manifest လုပ်တဲ့အချိန်မှာအဆင်ပြေကောင်းတယ်ဒါပေမဲ့တခါတလေပေါ့နော်အဲ့လိုလူတယောက်လူတဦးတယောက်အဲ့လိုမျိုး manifest လုပ်တဲ့အချိန်မှာဒါမှမဟုတ်ကိုယ့်ရဲ့ capacity ပေါ့နော်ကိုလက်ခံနိုင်တဲ့အရာထက်ကြော်ပြီးတော့ manifest လုပ်နေတဲ့အချိန်ဥပမာကိုကတစ်လောက်ကို300လောက်ရှာနိုင်ပေမဲ့ကိုက manifest လုပ်နေတာ1000လောက်ဖြစ်နေရဆိုရင်ပေါ့နော်အဲ့တော့ကျန်တဲ့တင်ကိုရဘယ်ရမလဲဆိုတာမျိုးကရှိရလေအဲ့တော့အဓိကကတော့ကိုလိုချင်တာတွေအရမ်းများနေတဲ့အခါမျိုးတွေကိုယ်တိုင်မသေးချာဖြစ်နေတဲ့အခါမျိုးတွေမှာ manifestation တွေကနှောင့်နှေးတတ်တယ် universe ကိုယုံကြည်တာကတော့ဒီမှာမြင်ရတယ် universe ကိုယုံကြည်ရဒီလိုအရာတွေအပေါ်မှာယုံကြည်ရဒါပေမဲ့ကိုယ်တိုင်မယုံကြည်ဘူးလို့မြင်နေပေါ့နော်ဖိုက်တူလေးတွေမှာလေကိုယ်တိုင်ယုံကြည်ဖို့ခက်နေရမျိုးကိုယ်တိုင်သိပြီးတော့မယုံကြည်ရမျိုးပေါ့အဲ့လိုမျိုးလေးတွေကိုတွေ့ရတယ်ဆိုတော့ဒီမှာလေတခါတလေကြလို့ရှင်အရန်နေစိတ်ရှုပ်ထွေးနေလို့ရှင်လည်း manifestation တွေကိုနားပါလို့ပြောချင်တယ်ဒီမှာ universe ကကိုယ်ကိုဘာဆိုင်နေပြလဲဆိုတော့ကိုကလေအဲ့လိုလိုချင်တာတွေလည်းအရင်များရယ်ဖြစ်ချင်တာတွေလည်းအရင်များရယ်ပေါ့နော်အဲ့လိုမျိုး manifest တွေလုပ်နေတဲ့အချိန်မှာမဖြစ်လာတဲ့အချိန်မှာကိုကပို့ပြီးတော့ပူလောင်ရတယ်ပို့ပြီးတော့အဆင်မပြေဖြစ်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုကmanifest လုပ်နေတဲ့အရာတွေမရသေးဘူးဆိုလို့ရှိရင်လည်းခဏလေး break လုပ်ပြီးတော့အချိန်တစ်ခုရောက်လို့ရှိရင်ပြန်ပြီးတော့ဒီလိုမျိုးအရာတွေဒီလိုမျိုး manifestation process တွေပြန်ပြီးတော့လုပ်တာပေါ့နော်အဲ့ဒါလေးတွေကပို့ပြီးတော့ကောင်းမယ်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်တောက်လျှောက်ကြီးကို pressure ပေးဖို့မလိုဘူးဒီမှာကလေဖိုက်တူးတွေကကိုနည်းနည်းလေး pressure ပေးတတ်တယ်ဆိုတဲ့ energy ပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်ဆိုတော့ကိုအရင်ကြီးလက် pressure ပေးဖို့မလိုဘူးနားတဲ့အချိန်မှာနားစီခြင်းနဲ့ပြီးတော့ရင်ကို manifestation လုပ်တဲ့အချိန်မှာလည်းတိတိကျကျယုံယုံကြည်ကြည်နဲ့လုပ်စေခြင်းနဲ့ပေါ့နော်အခုဟာလေကိုကလှုပ်တော့လုပ်နေတယ်အရင်ကြီးလည်းမထိရောက်ဘူးဆိုတဲ့ energy မျိုးကိုတွေ့နေရတယ်ပေါ့နော်အဲ့တော့ဘယ်အရာတွေကမထိရောက်ဘူးဖြစ်နေလဲဆိုတာကိုခဏနေ oracle card တွေဆွဲတဲ့အချိန်မှာတစ်ချက်သေးသေးချာချာလေးကြည့်ပေးမယ်အခုလောလောဆယ်မှာတော့ကိုယ့်ရဲ့ manifestation တွေဘယ်အချိန်ရောက်နေလဲဘယ်အချိန်ရောက်လာနိုင်လဲပေါ့နော်အဲ့အပေါ်မှာတော့ပြောရမယ်ဆိုလို့ရှိရင်ကိုလိုချင်တာမျှော်မှန်းထားတဲ့အချိန်ပေါ့နော်
မျှော်မှန်းထားတဲ့အချိန်တက်တော့နည်းနည်းလေးကြာနိုင်ပါတယ်အဲ့ manifestation တွေကိုမြင်မြန်ရောက်လာစေချင်တာဆိုရင် energy ကို positive တွေဒီထက်ပိုပြီးမြင်များထားတာမျိုးတွေလုပ်ပေးရမယ် ritual တွေလုပ်လို့ရပါတယ်နော် pile 2လေးအတွက်ကတော့လေအဲ့တော့ကိုအတွက်ဘယ်အရာတွေကတင်းခံနေလဲဘယ်အရာတွေ block ဖြစ်နေလဲဆိုတာကိုကြည့်ပါမယ်ဒီ manifestation လုပ်နေတဲ့အချိန်မှာကိုမှာဘယ်လိုအရာတွေကကာစီးနေလဲအဲ့တော့အခုနကပြောသလိုမျိုးပဲပေါ့နော်ကိုရဲ့မတိကြမရေရမှုပေါ့လေအဲ့လိုကိုကမယုံကြည်ဘူးဒီအရာတစ်ခုလိုချင်တယ်ဆိုလို့ရှိရင်လည်းမတိကြဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကို့မှာရွေးစရာတွေကလည်းအများများနေအားတခြားဘယ်အရာကိုရွေးလို့ရွေးရမှမသိဘူးလိုချင်တာတွေကလည်းအများများရယ်ပေါ့နော်အဲ့တော့လိုချင်တာတွေလည်းအများများရယ်ရှုပ်ထွေးနေတဲ့ energy မျိုးလေးကိုတွေ့ရတာပေါ့နော်ဖိုင်တူရီမှာလေ okay ဖိုင်တူဆိုဖိုင်တူလေးအတွက်ဘယ်အရာတွေကကာစီးနေလဲဆိုတော့ကိုကလေခုနပြောသလိုမျိုးပဲဟိုအရာလဲလိုချင်တယ်ဒီအရာလဲလိုချင်တယ်เนาะလိုချင်တာတွေကလေတောင်းဆိုတင်တာတွေထက်လဲပုံနေရဲဆိုရင် energy မျိုးပေါ့เนาะအဲ့တော့အရင်ကြီးများနေရဖြစ်တဲ့အတွက်အရင်လိုချင်တာအရင်များနေအဲ့လိုပုံစံမျိုးတွေဖြစ်တာဖြစ်တဲ့အတွက်ရဖို့လဲ chance ကဘယ်လိုပြောမလဲနဲလာရပေါ့နော်တဖြည်းဖြည်းနဲ့နဲလာရပေါ့ပုံမှန်အားဖြင့်ဒီအချိန်အတွင်းမှာဒီလောက်ရမယ့်အရာကိုကိုကမျှော်မှန်းထားတာပို့သွားတော့အချိန်တစ်ခုထပ်ပြီးတော့စောင့်လိုက်ရတယ်လို့ဖြစ်သွားတယ်အဲ့လိုပုံစံမျိုးလေးတွေကိုတွေ့ရတယ်ကိုရိုင်းရလဲလေဘယ်လိုပြောမလဲလိုချင်တာကြီးလည်းများတယ်ဖြစ်ချင်တာကြီးလည်းများတယ်ကိုကစိတ်ဆန္ဒရှိရပေါ့နော်အဲ့အရာတွေကိုရအောင်ဖြစ်အောင်လဲကိုရိုင်းလည်းစူးစမ်းတယ်ဒါပေမဲ့လက်ခံနိုင်တဲ့အရာတက်ပိုများတဲ့တောင်းဆိုမှုတွေဖြစ်နေတယ်လို့တွေ့ထားတယ်ပြီးတော့အဲ့အရာအပြင်နောက်တစ်ခုကကိုရိုင်းရလည်းယုံကြည်မှုမရှိဘူးပေါ့နော်ဟိုလိုချင်တာကြီးများနေဆိုတော့လေကိုယ့်ဘာသာကိုသိရဲအဲ့အတွက်ကြောင့်မို့လို့ငါရပါမလားဆိုတော့ဘယ်လိုပြောမလဲတန်တရားစိတ်လို့ပဲပြောရမလားယုံကြည်မှုမရှိခြင်းပေါ့နော်ရပါမလားဆိုရင်တန်တရားစိတ်ကရှိနေရဖြစ်တဲ့အတွက်အဲ့အရာတွေက manifestation တွေကိုပို့ပြီးတော့နှောင့်နှေးစေပါတယ်အဲ့တော့အဓိက manifestation ဆိုတာမြန်မြန်လဲဖြစ်စေရမလို့ဘူးပေါ့နော်အရင်လည်းမြန်စေရမလို့ဘူးသူဖြစ်တဲ့အချိန်မှာရောက်လာမယ့်အရာမျိုးပေါ့နော်အဲ့တော့မှန်ကန်ကန်လေးနဲ့ system လေးနဲ့သွားဖို့အရေးကြီးပါတယ် step by step သွားဖို့အရေးကြီးပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုအရင်လောဘကြီးလိုက်လို့ရှိရင်လည်းအစင်မပြေပြန်ဘူးကိုလိုချင်တာတွေမဟုတ်ဘဲနဲ့ဟို lesson တွေပဲရတတ်တယ်ဆိုရင် energy မျိုးပေါ့နော်အဲ့လိုမျိုးလေးကိုတော့တွေးထားရဲဆိုတော့တတိထားစီချင်ပါတယ်ဆိုတော့ကိုကလေဒီလိုအရာတွေရဖို့အတွက်ဗာလေးလုပ်ဖို့လိုလဲဆိုတော့တစ်ချက်ကြည့်ပါမယ်အဓိကဖိုင်တူးမှာအဲ့အရာလေးလိုတယ်ပေါ့နော်ကို manifest လုပ်နေရရဖို့ကိုအခုချိန်မှာအဆင်ပြေဖို့အတွက်ဗာလေးလုပ်တင်လဲโอเค patient စိတ်ရှည်ဖို့လိုပါမယ်ကိုလိုချင်တာကိုရဲ့ manifestation တွေရဖို့အဲ့တော့ကိုကလေအခုနပြောသလိုမျိုးပဲကိုက100လောက်ပဲဆက်နေဆိုရင်ကိုလိုချင်တာ1000လောက်ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အဓိကအဲ့ဒါပဲဒီဖိုင်တူးမှာလေအဓိကပြဿနာကိုလိုချင်တဲ့အရာထက်ပိုပြီးတော့တောင်းဆိုနေရမျိုးလေးတွေပြီးသွားလို့ရှိရင်ကိုရိုင်းလည်းအဲ့လိုပို့ပြီးတော့တောင်းဆိုနေရဲဆိုတာကိုရိုင်းသိတယ်အဲ့အတွက်ကြောင့်မို့လို့လေကိုယုံကြည်မှုမရှိဘူးတန်တရားတွေများနေရမျိုးတွေပေါ့နော်အဲ့အရာလေးတွေ့ရပါတယ်ဆိုတော့အခုချိန်မှာဖိုင်တူးလေးအလုပ်တင်ဆုံးအရာပေါ့နော်ဘာလဲဆိုလို့ရှိရင်
ဒီလိုမျိုးကို manifest လုပ်ထားတဲ့အရာတွေလိုအပ်ချက်ပုံနေအရာအကုန်လုံးကိုဖယ်ရှားလိုက်ပြီးတော့မှကိုတက်နိုင်တဲ့လက်ခံနိုင်တဲ့ amount တစ်ခုပဲတိတိကျကျလေးstable ဖြစ်နေပေါ့နော်အလိုမှန်လေး manifest လုပ်သွားပြီးတော့မှတဖြည်းဖြည်းချင်းတဆင့်ချင်းတက်သွားတာမျိုးကပို့ပြီးတော့အဆင်ပြေပါမယ်ဥပမာပြောရလို့ရှိရင်ဒါကိုက100ပဲရှာနိုင်နေတဲ့အချိန်မှာကို1000လိုချင်တာထက်နောက်လမှာက200လောက်ရှာမယ်နောက်လဆိုရင်250နောက်လဆိုရင်300အစသဖြင့်ပေါ့နော်အဲ့လို step by step လေးသွားတာကကိုယ့်ရဲ့ manifestation တွေကိုလည်းပို့ပြီးတော့အကျိုးရှိစေတယ်အချိန်လည်းမြန်စေတယ်ပြီးတော့ခိုင်မာစေတယ် universe ကလည်းကိုယ်လိုလာလာနဲ့ပေးခြင်းနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတွေရှိတယ်အဲ့တော့ဖိုက်တူးလေးတွေနည်းနည်းလေးပါနှက်ဖို့လိုအပ်တယ်အဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေကိုကိုကတတိချာချာ plan မှာဘယ်အရာတွေကအရေးကြီးရလဲဘယ်အရာတွေအရင်ရဖို့လိုရလဲအရင်လိုအပ်တာတွေကိုဒါတတိချာချာလေး step by step နဲ့ universe စီကနေပြီးတော့တောင်းမယ် manifest တွေဆက်ပြီးတော့လုပ်မယ်ပေါ့နော်ဒီလိုမျိုးမှားနေတဲ့အရာတွေကိုပယ်ချပစ်ပြီးတော့မှန်ကန်တဲ့အရာတွေကိုစတက်ပြီးတော့လှုပ်ဆောင်တာကဖိုက်တူးလေးတွေအတွက်အရင်အကျိုးရှိပါတယ်အဲ့တော့အမှန်တိုင်းပြောရလို့ရှိရင်ဒီဖိုက်တူးကကြည့်နေတဲ့သူတွေပေါ့နော်အခုလာကြည့်လိုက်ရအရန်အကျိုးရှိရဲအဲ့ဒါမှသာလျင်ဒီလိုမျိုးကတ်တွေကပြောမှသာလျင်ကိုကဘာတွေလိုအပ်နေလဲဘာတွေကမှန်နေလဲဘာတွေကမှားနေလဲဆိုတာကိုသိမှာပေါ့နော်ဆိုတော့ဒီလိုမျိုးအခုသိသွားတာဖြစ်တဲ့အတွက်ကိုကဆင်ကျင်လို့လည်းရတယ်အမှန်တိုင်းပြောရင်ဒီဗီဒီယိုလာကြည့်ခြင်းဟာဒါကိုယ်တိုင်ကောင်းဖို့အတွက်ပဲပေါ့နော်ကိုကဆင်ကျင်လိုက်တဲ့အတွက်ကြောင့်မို့လို့ကိုကပို့ပြီးတော့ manifest လုပ်လို့ရမယ်ပို့ပြီးတော့ကိုလိုချင်တဲ့အရာတွေလည်းလက်ခံရရှိမယ်နော်အဲ့တော့ကိုယ့်အတွက်ပဲကိုလာကြည့်ရဖြစ်တယ်ဆိုတော့အဆုံးထိကြည့်ရတာတော့ဒါကိုယ့်အတွက်အမျက်တွေအများကြီးရတယ်ပေါ့နော်ဒီ reading ကဒီလိုမျိုးကြည့်လိုက်မှသာလျှင်ဒါတွေဖြစ်နေရပါလားဆိုပြီးတော့ကိုယ်တိုင်ပြန်ပြီးတော့သတိထားမိမှမျိုးတွေပြန်ပြီးတော့ realize ဖြစ်မှမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့အရာလေးကိုသိသွားပြီဆိုလို့ရှိရင်ပြင်ဆင်ပြီးတော့လိုချင်တာတွေကို system နဲ့ manifest လုပ်လို့ရပါတယ်เนาะတည်တည်ချာချာလေး step by step လေးသွားပြီးတော့လုပ်လို့ရပါတယ်ဆိုတော့ okay ဒါလေးကတော့ဒါဒီလောက်ပဲပေါ့နော် short reading လေးလည်းဖြစ်တယ်ပြီးတော့ဒီလိုခေါင်းစဉ်တွေကအရင်အကြာကြီးလည်းလုပ်ပေးလို့မရှိဘူးပေါ့နော်ဆိုတော့ဒီ reading ကိုတော့ဒီလောက်မှာပဲရက်လိုက်မယ်ဆိုတော့ဖိုက်တူးလေးတွေကန်ကောင်းပါစီလို့ဆူတောင်းပေးလိုက်ပါတယ်ပြီးတော့အစင်လည်းပြင်နိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ manifestation မကောင်းတဲ့ method တွေပေါ့နော်မှားနေတဲ့လမ်းကြောင်းတွေကိုပယ်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းတွေကိုရှောင်လန်းပါစေရှောင်လန်းနိုင်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ဆိုတော့ okay ဒါလေးကတော့ဖိုက်တူးလေးရဲ့ reading ဖြစ်ပါတယ်ဒီ reading ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello ဖိုက်3လေးမင်္ဂလာပါရှင်ဆိုတော့ဖိုက်3လေးအတွက်ဒီ reading လေးကတော့ဒါကိုယ့်ရဲ့ manifestation တွေပေါ့နော်ကို manifest လုပ်ထားတဲ့အရာတွေဘယ်တော့လောက်ရောက်လာမလဲပေါ့နော်ဆိုတဲ့ reading လေးကိုလုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ကို manifestation လုပ်နေရရင်မှားနေရရှိလားဘယ်တော့ရောက်လာမလဲပြီးသွားရင်ဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ဖို့လိုလဲဆိုတဲ့အရာလေးပေါ့နော်အဓိကအဲ့အရာတွေကိုသိပြီဆိုရင်ကိုယ့်ရဲ့ manifestation တွေမှာဘယ်အရာတွေကမှားနေလဲဘယ်အရာတွေကတော့ပြင်သင့်လဲဘယ်အရာတွေ block ဖြစ်နေလဲဆိုတာသိသွားပြီဆိုရင်ပြင်ဆင်လို့ရပါစေဆိုရည်ရွယ်ချက်နဲ့လုပ်ပြရပေါ့နော်အဲ့တော့ okay 5 3ကိုယ့်ရဲ့ manifestation တွေရောက်လာဖို့အချိန်ဘယ်လောက်စောင့်ရမလဲဘာလေးတွေလိုအပ်နေလဲဆိုတော့5 3လေးအတွက်ကိုယ့်ရဲ့ manifestation တွေရောက်လာဖို့အချိန်ဘယ်လောက်စောင့်ရမလဲOkay. အဲ့တော့ကိုကိုရိုင်းကလေဘယ်လို energy မျိုးဖြစ်နေလဲဆိုတော့ 5 3တွေကလေကိုကိုရိုင်း manifest လုပ်နေအရာလေ manifest လုပ်နေတဲ့နီလန်းနေရှိရပေါ့နော်မှန်လဲမှန်တယ်အစင်လဲပြည့်ရဲ့ဒါပေမဲ့လေ5 3တွေရဲ့အဓိကပြဿနာပါလဲဆိုတော့အဲ့လိုတယောက်ကတခုပြောလိုက်တာနဲ့ဘယ်လိုပြောမလဲအဲ့အရာအမှန်လို့ထင်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိရပြီးတော့ကိုရိုင်း manifest လုပ်နေတဲ့အရာကိုလည်းကိုကသူများကိုပြောပြလိုက်လို့ရှင်အဲ့လူကဟဲဒီအရာကဘာဖြစ်လို့ဒါဒီလိုဖြစ်ရလဲနည်းနည်းလေးပေါ့နော်ကိုမေးလိုက်တာမျိုးတွေနည်းနည်းလေးကိုမကြိုက်တဲ့အရာတွေပြောလိုက်မိတာမျိုးတွေဆိုရင်လေကိုကလုံးဝ energy က down သွားပြီးတော့အဆင်မပြေဘူးပေါ့နော်ကိုမကြိုက်တာကိုနည်းနည်းလေးမှပြောလို့မရဘူးဆိုတော့5 3လေးတွေကလေဟိုပြောရမယ်ဆိုရင်နည်းနည်းလေး sensitive ဖြစ်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်အဲ့တော့ manifestation တွေလုပ်မယ်ဆိုရင်ကိုယ်ရင်တယောက်တည်းကြိတ်ပြီးတော့လုပ်တာပို့ပြီးတော့ကောင်းပါမယ်သူများတွေကိုပြောတာထက်ပေါ့နော်
အဲ့လိုသူများတွေကိုပြပြရတဲ့ကိုတိုင်းတယောက်တည်းလုပ်တဲ့ manifestation လေးတွေကပို့ပြီးတော့ကောင်းမယ်ပို့ပြီးကိုတိုင်းတယောက်တည်းလုပ်တာပို့ပြီးတော့အဆင်ပြေစေရပေါ့နော်အဓိက 5 3ရဲ့အတွက်ပေါ့အဲ့တော့ဒီမှာလေ5 3လေးတွေထဲမှာmanifestation လုပ်နေတဲ့သူတွေပါလိမ့်မယ်လုံနေတယ်ပေါ့နော်လုံဖို့ပြင်ဆင်နေတယ်ဆိုတာတဲ့လုံနေပြီဆိုတဲ့လူတွေများလိမ့်မယ်အဲ့တော့လုံနေတဲ့သူတွေဆက်လုပ်ပါအဆင်ပြေနိုင်တယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ကိုကလမ်းတစ်ဝက်ရောက်နေပြီပေါ့နော်လန်တဝက်ရောက်နေပြီရောက်ဖို့တော့လိုသေးရပေါ့လေဒါပေမဲ့လည်းလန်တဝက်ရောက်နေပြီဆိုတဲ့ energy မျိုးလေးကိုတွေ့ရတယ်အတွက်ကြောင့်မို့လို့ကိုက manifestation တွေကိုဆက်ပြီးတော့လုပ်ပါကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာရလာမှာပေါ့နော်အဓိကကတော့အဲ့လိုသူများတွေကိုတော့ပြောပြတာမျိုးတွေတစ်ဖက်လူတွေကိုလေအဲ့လိုမျိုးကိုကဒီအရာကို manifest လုပ်နေရကိုကဒီအရာကိုလိုချင်တယ်အဲ့လိုမျိုးပြောလိုက်မိကိုကတော့စိတ်ရင်းနဲ့ပဲသဘောရိုးနဲ့ပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့သူတို့ဘက်ကကျတော့လေဟဲနင်ကဒီအရာကိုဘာလို့လိုချင်တာလဲဒီအရာကနည်းနည်းလေးဟိုလိုက်တာလည်းမဟုတ်လားလည်းမဟုတ်အဲ့လိုမျိုးပေါ့နော်တခုခုပြန်ပြောလိုက်သေးရှိဆိုကိုကအဲ့အရာကြီးတခုစိတ်ထဲမှာဆွဲသွားပြီးတော့ဟိုမလိုချင်တော့တာမျိုးအဲ့အချိန်ကျရင် manifestation တွေကဝေဝါးသွားတတ်တယ်ပြီးတော့ကိုနဲ့ထိုက်တန်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက manifest လုပ်တာလीเนาะအဲ့တော့ကိုကအဲ့လိုမျိုးတွေကိုနဲ့ထိုက်တန်တဲ့အရာကိုဟိုတန်တရားဖြစ်တယ်လို့မယုံကြည်သလိုသွားလုပ်တဲ့အချိန်ကျရင်အဲ့အရာတွေကလေကိုစီကိုမရောက်လာချင်တော့ဘူးဆိုတော့ energy မျိုးပေါ့နော်အဲ့ energy မျိုးတွေ့ရတယ်ဆိုတော့အထူးသဖြင့်သတိထားစီခြင်းနဲ့5 3တွေပေါ့နော်သတိထားပေးရမယ်လို့တွေ့ထားတယ်အဓိကကတော့အဲ့လိုဘယ်လိုပြောမလဲကိုရဲ့စိတ်ထဲမှာတော့သဘောရိုးပဲလို့မြင်တယ်5 3တွေမှာပေါ့နော်5 3တွေကအဲ့လိုစိတ်ပုံစိတ်ရိုးရှိရဲဆိုရင် energy တော့အခုလက်ရှိအထိတော့မရသေးဘူးဆိုတော့ကိုရဲ့စိတ်ထဲကတော့သဘောရိုးပဲဒါပေမဲ့သူများတွေကကိုမနာလို့တဲ့အချိန်မှာဒီအရာကိုမဖြစ်စေချင်တဲ့စိတ်နဲ့ပြောလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုး evil eye ပေါ့ပြောရမယ်ဆိုရင်လေအဲ့လိုအရာတွေနဲ့5 3တွေအဆင်မပြေဘူးဆိုတော့ဘေးနားမှာကိုဘေးနားမှာနေတဲ့သူတွေကအရင်ရေးကြည့်ပါတယ်အရင် negative လူတွေများနေရဆိုရင်လေကိုရဲ့ energy ကလည်း negative ဖြစ်သွားတတ်တယ်ဆိုတော့5 3တွေမှာအရင်ရေးကြည့်တာပတ်ဝန်းကျင်မှာကိုနဲ့တင့်တော်တဲ့ပတ်ဝန်းကျင်ကိုနဲ့အဆင်ပြေတဲ့ပတ်ဝန်းကျင်ပေါ့နော်အဲ့လိုပတ်ဝန်းကျင်မျိုးမှာနေစေချင်ပါတယ်ဆိုတော့ဒီမှာက5 3လေးတွေမှာကိုလိုချင်တဲ့အရာတွေရလာလိမ့်မယ်။ဘာလေးတွေအဓိကလိုအပ်နေလဲဘယ်လိုအရာလေးတွေပြုပြင်ပြောင်းလဲတင်လဲဆိုတဲ့ကလေးတွေကိုထပ်ပြီးတော့ကြည့်ပါမယ်။5 3လေးကိုလေတခုသတိထားစေချင်တာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလေကိုယ့်ပုံမကောင်းတဲ့သူရှိတယ်အမှန်တိုင်းပြောရရင်ဒီ5 3 reading ကလေဒီ manifestation အကြောင်းတွေကိုကြည့်ရဆိုပေမဲ့ဒီမှာလေ universe ကဘယ်လို sign တွေပြလဲဆိုတော့ဒီ reading ကိုကထိုက်တန်လို့သာကိုကြည့်ဖို့လိုအပ်လို့လာကြည့်ရလို့သဘောထားပေးပါဆိုတော့ဒီမှာလေဘာကိုအဓိကတွေ့ရလဲဆိုရင်လေကိုယ့်အလိုမနာလိုနေတဲ့သူတွေပတ်ဝန်းကျင်မှာကိုယ့်ရဲ့တငယ်ချင်းပေါ့နော်အထူးသဖြင့်ကိုနဲ့အရန်အနီးကပ်ရှိနေတဲ့သူတွေထဲမှာကိုယ့်အပေါ်မှာအဆင်မပြေနေတဲ့သူတွေပြောရမယ်ဆိုရင်ကိုယ်မနာလိုနေတဲ့သူတွေကိုကြည့်လို့မရဖြစ်နေတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေရှိပါတယ်လူမျိုးတွေဆိုတာတဲ့အများကြီးထက်အဲ့လို2ယောက်3ယောက်လောက်ပေါ့နော်2ယောက်3ယောက်လောက်ရှိတယ်အဲ့2ယောက်3ယောက်ကလည်းဟိုဘယ်လိုပြောမလဲတကယ်ကို seriously မကြိုက်တဲ့ပုံစံမျိုးပေါ့နော်ကိုယ့်အပေါ်ကိုလေအဲ့လိုမျိုးတော့တွေးထားတယ်ဆိုတော့လေတတိထားပါအဓိက5 3လေးပေါ့နော်တတိထားပါပတ်ဝန်းကျင်မှာကိုယ့်အဲ့လိုနောက်ကျောဓာတ်နဲ့ထိုးခြင်းတဲ့ပုံစံမျိုးလေးရှိနေတယ်လို့တွေးထားပါတယ်အဲ့တော့ကိုယ့်ရဲ့ manifestation တွေကကိုကလေအမှတ်မထင်အဲ့လူကိုသွားပြီးတော့ပြောပြနေတတ်တယ်။ဥမာငါဒါလေးလိုချင်တာငါဟိုဟာလေးလိုချင်တာအဲ့လိုမျိုးကိုယ့်ရဲ့ manifestation တွေကိုအမှတ်မထင်အဲ့တစ်ဖက်လူကိုသွားပြောနေတတ်တယ်။အဲ့လူကကိုယ်မနာလိုနေရဆိုလို့ရှိရင် manifestation တွေကလည်းနှောင့်နှေးနိုင်တယ်။အဲ့ဒါ evil eye ရဲ့သဘောမျိုးပဲပေါ့နော်။အဲ့လိုမျိုးလေးတော့တွေးထားတယ်ဆိုတော့5 3လေးတွေအဲ့နေရာမှာသတိထားပေးပါနော်။
အဓိကကတော့လေအဲ့လိုကိုယ့်ရဲ့ဘဝမှာလိုချင်တာတွေဖြစ်ချင်တာတွေကိုရတတ်တယ်ပေါ့နော်ရတတ်တဲ့ကံလေးများတယ်အဲ့အတွက်ကြောင့်မို့လို့ကိုမနာလိုနေတဲ့သူတွေရှိတယ်ယောက်ျားလေးတွေရောမိန်းကလေးတွေရောဖြစ်နိုင်ပါတယ်အဲ့လိုမျိုးလေးကိုတွေးထားရဲပေါ့နော်ဆိုတော့ okay ဒါလေးတော့ဒါတတိထားစရာလေးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ကိုယ့်အတွက်ဘာတွေလုပ်ဖို့လိုအပ်မလဲ manifestation တွေဖြစ်လာဖို့အဆင်ပြေဖို့အတွက်ပို့ပြီးတော့ကောင်းတဲ့ result တွေရဖို့အတွက်ဒီလိုမျိုးမနာလိုနေတဲ့သူတွေမရှိတော့အောင်ပေါ့နော်ကိုကဘာလေးလုပ်တင်လဲဘယ်လိုမျိုးလေးနေတင်လဲဆိုရဲ oracle card လေးကိုတစ်ချက်ပြန်ပြီးကြည့်ပါမယ်ကိုကတော့လူတိုင်းအပေါ်မေတ္တာထားနေတယ်ပေါ့နော်ထားနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ဆက်ပြီးတော့လည်းထားလို့ရပါတယ်မေတ္တာထားတာကတော့လေအဲ့တော့ဖိုင်3လေးတွေကိုအဓိကပြောချင်တာလေဖိုင်3မှာစူတာတော့မဟုတ်ဘူးပေါ့နော်စူရတော့မလားတော့မသိဘူးဒီမှာကိုကလေလိုရာထက်ပို့ပြီးတော့သူများပေါ်မှာအရန်ကောင်းပေးလွန်အားကြီးရဲ့အဲ့အတွက်ကြောင့်မို့လို့လေအဲ့အရာတွေကကို့အတွက်အဆင်မပြေဘူးပေါ့နော်ကို့အတွက်ယိုဖိတ်မှုတွေဖြစ်စေရဲ့ကိုကသူများရဲ့အပေါ်မှာလိုအပ်တာထက်ပို့ပြီးတော့ကောင်းပေးမယ်ကို့မှာရှိရဲ့ energy တွေကိုလိုအပ်တာထက်ပို့ပြီးတော့ပေးနေတဲ့အခါကျတော့လေကိုရိုင်းပေါ့နော်ကိုရိုင်းပေးဖို့အတွက်ကိုရိုင်း manifest လုပ်ဖို့အတွက်ကိုရိုင်းအသုံးချဖို့အတွက် energy ရမရှိဘူးကိုစီမှာလေအဲ့လိုမျိုးတွေဖြစ်နေတာအဲ့တော့ fight 3လေးတွေအစင်ကြရမယ့်အရာလေးတွေကလေအဓိကကိုယ့်ရဲ့ energy ကိုကိုရိုင်းသုံးပြီးတော့မှသူများကိုပေးပါကိုကသူများကိုပဲလိုက်ပြီးလုပ်ပေးသူများကိစ္စတွေသူများအတွေးတွေအဲ့လိုမျိုးတွေပဲခေါင်းထဲမှာရှိနေတော့လေ energy တွေကမလို့အဖဲနဲ့ကုန်တယ်ပေါ့နော်အဲ့အချိန်မှာ manifest လုပ်ရမယ့် energy လည်းမရှိတော့ဘူးပေါ့အဓိက universe ကပြောချင်တာကတော့သူများအကြောင်းကိုခေါင်းထဲသိမထည့်ပဲနဲ့ကိုအကြောင်းမဲ့ကိုခေါင်းထဲထည့်ရမျိုးတွေကိုတိုးတက်ရတိုးတက်ကြောင်းပေါ့နော်ကိုအဆင်ပြေအောင်လုပ်တာမျိုးတွေလုပ်ပါပြီးတော့ကိုပေးနာမှာရှိရတဲ့သူတွေကိုလေဖိုက်3တွေကအရန်လဲအယုံလွယ်တယ်လို့မျိုးအရန်လဲသွားပြီးတော့ကောင်းပေးတတ်တယ်ပေါ့နော်လူတွေကိုမကောင်းပေးနဲ့လို့ပြောချင်တာမဟုတ်ဘူးလူတွေကိုကောင်းပေးတာကောင်းပေးလို့ရတယ်ဒါပေမဲ့လေ့လာပါဒီလူကကိုယ့်ပေါ်ကိုဘယ်လိုသဘောထားနေရလဲဒီလူကကိုယ့်ပေါ်ကိုဘယ်လိုပေါင်းသင်းဆက်ဆံနေရလဲကိုကကောင်းတဲ့သူလားမကောင်းတဲ့လူလားပေါ့နော်အဲ့တော့မကောင်းတဲ့ုံဆိုတာလေသူများတွေကိုသွားပြီးရုံမာနေရည်ဘာတွေပြောချင်တာမဟုတ်ဘူးကိုကဘယ်လိုပြောမလဲကိုယ့်ပေါ်မကောင်းဆိုလို့ရှိရင်မပေါင်းနဲ့တော့ပေါ့နော်အဲ့ဒါအရင်အရေးကြီးရဲ့ဒါ boundaries ပဲပေါ့အဲ့တော့ကိုယ့်ပေါ်လူတွေကဘယ်လိုသဘောထားနေလဲကိုယ်တကယ်ခင်တာလားတကယ်ခင်တာမဟုတ်ဘူးလားတော့ဘယ်လိုသဘောထားနေလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်အဲ့တော့လေ့လာပါပတ်ဝန်းကျင်ကိုကိုယ့်ရဲ့စိတ်ရင်းအတိုင်းပဲမဆက်ဆံပါနဲ့ကိုကဒီလူပေါ်မှာကောင်းပေးနေလဲသူတို့ကကိုယ့်ပေါ်ကောင်းပေးနေမယ်လို့မထင်နဲ့ပေါ့နော်ဒါကတော့ fight 3တွေအတွက်ဒီကတ်တွေကပြောတာနော်အဲ့တော့ကောင်းပေးနေရလို့မထင်ပါနဲ့ဆိုတော့ကိုယ်တိုင်ကောင်းပေးမယ်လဲသူတို့ကကိုယ့်ပေါ်မှာကောင်းချင်မှကောင်းမယ်အဲ့တော့လူတိုင်းဆိုတာကတော့လူတိုင်းရဲ့စိတ်ရင်းတော့ကိုယ်ပဲသိနိုင်မလဲเนาะအဲ့တော့တတိထားပါလေးလာပါပတ်ဝန်းကျင်ကိုလေးလာပါဒီမှာကို့မှာရန်သူတွေများနေတယ်ပတ်ဝန်းကျင်မှာကို့အဆင်မပြေတဲ့သူတွေကိုကြည့်လို့မရတဲ့သူတွေရှိနေတယ်ကိုကအဲ့ဒါကိုမသိဘဲနဲ့အဲ့လူတွေကိုတွားပြီးတော့မေတ္တာထားနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးလေးတွေ fight 3မှာအများကြီးတွေ့ရပါတယ်အဲ့တော့ fight 3လေးတွေအဲ့အရာလေးတွေကိုတတိထားပေးပါကျွန်တော်လေးတွေကပြောစရာမရှိဘူးအကုန်အဆင်ပြေရဲ့အကုန်ကောင်းတယ်ပေါ့နော်အဓိကကတော့ကိုယ်အဲ့လိုမျိုးမနာလိုနေတဲ့သူတွေအဆင်မပြေနေတဲ့သူတွေရှိတယ်အဲ့လူတွေကိုတတိထားပါတတိနဲ့ဆက်ဆံမှာကိုယ်စိတ်ရင်းအတိုင်းပဲသွားပြီးမဆက်ဆံမိဖို့အရေးကြီးပါတယ်ကျွန်တော်လေးတွေကတော့အဆင်ပြေရဲ့ပေါ့နော်အဲ့တော့ဒီ energy အတိုင်းပဲဆက်ပြီးတော့တွားလို့ရတယ်အခုနပြောတဲ့အရာလေးတွေကိုတတိထားပြီးတော့ဒီအတိုင်းပဲ manifestation တွေဆက်ပြီးတော့လုပ်သွားလို့ရတယ်ကို manifest လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တန်တရားမဖြစ်ပါနဲ့ကိုလိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေအကုန်လုံးရလာပါလိမ့်မယ်နော်အဲ့တော့ဒါလေးကတော့ဒါ fight 3လေးတွေရဲ့ reading ဖြစ်ပါတယ် fight 3လေးတွေဒီ reading ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်